ကမ္ဘာကြီးဆုံးကားဈေးကွက်ဖြစ်တဲ့တရုတ်ဈေးကွက်ဟာရောင်းအားကျနေတဲ့တန်ကိုခန်းစားနေရတဲ့ချိန်မှာပဲကမ္ဘာတဝန်းကကားကုမ္ပဏီတွေဟာတရုတ်ဈေးကွက်မှာနေရာရဖို့ကြိုးစားလာကြပါတယ်။တရုတ်ပြည်တွင်းကုမ္ပဏီတွေကတော့ရောင်းအားပြန်တက်လာဖို့ကိုပဲအာရုံစိုက်နေရတဲ့အတွက်ဒီပကုမ္ပဏီတွေဟာနည်းပညာပိုင်းဆိုင်ရာတီထွင်စမ်းသစ်မှုကိုဦးစားပေးပြီးတရုတ်ကုမ္ပဏီတွေကိုပြိုင်ဆိုင်ဖို့ပြင်ဆင်လာကြပါတယ်။အမေရိကန်၊ကိုရီးယားနဲ့ဂျာမန်ကားကုမ္ပဏီတွေဟာပေကျင်းမှာလုပ်နေတဲ့ကမ္ဘာအကြီးဆုံးကားပြပွဲမှာသူတို့ရဲ့ကားမော်ဒယ်အသစ်တွေကိုအပြိုင်ဆိုင်မိတ်ဆက်ကြဖို့ပြီးခဲ့တဲ့လတွေကတည်းကပြင်ဆင်လာကြပါတယ်။ဒီအထဲမှာပါတဲ့ General Motors ရဲ့ Cadillac China ဒုဥက္ကဋ္ဌဖြစ်တဲ့ Will Stacey ကတော့ကျွန်တော်တို့အနေနဲ့တရုတ်မှာရင်လို့အောင်မြင်အောင်ပြန်လုပ်ဖို့ရှိနေပါတယ်လို့မှတ်ချက်ပြုပါတယ်။ Cadillac ဟာရင်မအထောက်အကူစနစ်ပါတဲ့ Luxury SUV ကားတစ်စီးကိုတရုတ်ဈေးကွက်မှာရောင်းဖို့အတွက်ပြီးခဲ့တဲ့ရက်ပိုင်းကပဲမိတ်ဆက်ခဲ့ပါတယ်။ VI STI2 လို့နာမည်ပေးထားတဲ့ဒီကားဟာအလိုလျောက်ပါကင်ထိုးတဲ့စနစ်ပါလာသလိုအစင်းမြင့်ရင်မအထောက်အကူပြုစနစ်တွေလည်းထည့်ပေးထားလို့လူကြိုက်များဖို့ရှိနေပါတယ်။ဒီကားဟာလောင်စာစွမ်းအင်သုံးကားတစ်စီးဖြစ်သလိုပြည်တွင်းထုတ်ကုန်ကားတွေနဲ့ဈေးကွက်ပြိုင်ဆိုင်ဖို့အတွက်အားထုတ်ထားတယ်လို့ကုမ္ပဏီဘက်ကပြောထားပါတယ်။နောက်ထပ်ပြည်ပကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Hyundai ကလည်း All Electric IONIQ ကိုမိတ်ဆက်လိုက်ပြန်ပါတယ်။လက်ရှိတရုတ်ဈေးကွက်မှာ Hyundai ရဲ့ရောင်းအားကျနေတဲ့ချိန်ဖြစ်တာကြောင့်အခုမိတ်ဆက်လိုက်တဲ့ကားဟာကျနေတဲ့ရောင်းအားကိုပြန်မြင့်နိုင်လိမ့်မယ်လို့ CEO ဖြစ်တဲ့ Jose Munoz ကပြောထားပါတယ်။ဒီကားမှာ Qualcomm platform ကိုအခြေခံတည်ဆောက်ထားသလို AI assistant ကိုသုံးပြီးအသံထိန်းနည်းပညာစနစ်တွေလည်းပါလာပါတယ်။တရုတ်ဈေးကွက်မှာရောင်းအားကောင်းမယ်ဆိုရင်တော့ဒီကားကိုနောက်ထပ်ဈေးကွက်အသစ်တွေဖြစ်တဲ့အာရှပစိဖိတ်၊ဩစတြေးလျနဲ့အရှေ့အလယ်ပိုင်းဒေသတွေကိုပါရောင်းသွားမယ်လို့ကုမ္ပဏီကပြောထားပါတယ်။ဂျာမန်ရဲ့ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Volkswagen ကတော့ကားအသစ်တွေထပ်ထုတ်လာတာမျိုးမလုပ်ပေမဲ့လည်း AI ပါဝါသုံးအသံဖြင့်အမိန့်ပေးနည်းပညာသစ်ကိုသူတို့ရဲ့ကားတွေမှာစသုံးတော့မယ်လို့ကြေညာလိုက်ပါတယ်။ Volkswagen မှာပေကျင်းကားပြပွဲမှာပြည်တွင်းကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Xpeng နဲ့ပေါင်းထုတ်ထားတဲ့ UNY X09 လျှက်စစ်ကားပါဝင်ကားမိုဒယ်လေးမျိုးကိုပြသထားပါတယ်။နောက်ထပ်ပြည်ပကုမ္ပဏီတစ်ခုဖြစ်တဲ့ Nissan ကလည်းလာမယ့်နှစ်မတိုင်ခင် Plug-in Hybrid ကားသစ်၅စီးကိုထုတ်လုပ်နိုင်ဖို့စီစဉ်နေပါတယ်။ဂျပန်ကားကုမ္ပဏီတွေကတော့တောင်ဖန်နဲ့လက်တွဲပြီးကားသစ်တွေထုတ်လုပ်ဖို့စီစဉ်နေပါတယ်ရှင်။